Welcome back to Kit Pyo Pyo My YouTube channel. ပြပြမေတို့ကိုခစ်ပြိုနဲ့ပြိုမေတို့ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီတစ်ပတ်မှာတော့ခစ်ပြိုတို့ကနေကိုဝင်ဆောင်ချိန်ကိုဘယ်လိုဆိုင်ငံ့ရမလဲဆိုတာသိတဲ့လောက်လေးမျှဝေဆွေးနွေးပေးသွားမယ်နော် ခစ်ပြူရေနေငါကိုဟူတခေါရုံကမင်းကလေးတယောက်ရတီတွေ့ဆက်ပို့ပြီးစူတာနဲ့သူ့မှာကိုဝင်ဆောင်နေတဲ့အခြေအနေရှိပြီးဒါပေမဲ့ကိုဝင်ဆောင်ဖို့အသင့်ဖြစ်နေပြီလို့တော့ပြောလို့မရဘူးဆိုပြီးနင်ပြပြခဲ့တယ်နော် ဟုတ်တယ်လေ အဲ့ဒါမင်းကလေးတွေ့ရနေတဲ့ဘလူဆိုင်ကရမလဲဆိုတာပြပြပေးအောင် အော်အဲ့ဒါကနေ့ရအများကြီးရှိတယ်ဟာပထမတစ်ခုကကွန်တုံးတုံးနီနောက်ပြီးတားစိတ်တောက်နီတားစိတ်ထိုးနီလက်မောင်းထဲပစ္စည်းထဲနီနဲ့တက်အိမ်ထဲပစ္စည်းထဲနီတို့ပဲဟာဒီနည်းတွေကိုသုံးထားရင်ကိုဝင်ဆောင်တာကိုဆိုင်ငံ့လို့ရတယ်လေပြီးတော့အမျိုးသားကွန်တုံးနဲ့အမျိုးသမီးကွန်တုံးတွေကလင်္ကာသဆင့်ကူးစက်နိုင်တဲ့ယောဂတွေအတွက်တိတ်ဆိုးရင်နေစရာမလိုပဲလင်ဆက်ဆန်လို့ရတယ်။အော်အရေးပေါ်တတိသားစိတ်လည်းရှိသေးတယ်ဟာအတ္တမချင်းခံလိုက်ရတာမျိုးမရည်ရွယ်ပဲလင်ဆက်ဆန်ပြီးလိုက်တဲ့အခါမျိုးဆိုဒီအရေးပေါ်သားစိတ်ကိုတုံးတင်တယ်။ဘယ်နည်းကမှတော့တရားရခိုင်တော့စိတ်မချရဘူးဟာ အော်အဲ့လိုကိုဒါနဲ့မင်းကလေးတွေကသူတို့မှာကိုဝင်ရှိမရှိဘလူတိကြလဲ မင်းကလေးတယောက်အနေနဲ့သူ့မှာကိုဝင်ရှိမရှိသိနိုင်မဲ့အကောင်းဆုံးနည်းလမ်းကတော့ကိုဝင်ရှိမရှိစမ်းသပ်တဲ့နည်းပဲဟာကိုဘာသာကိုစစ်စစ်တန်နဲ့လဲစစ်လို့ရတယ်လေနှစ်ချောင်းပေါ်ရင်ကိုဝင်ရှိပြီဟာပိုတေချာချင်ရင်တော့စေးအောင်စေးပေးခန်းနေသွားဖို့အကြံပေးချင်တယ် အေးခမေအောင်မေကိုဝင်ရှိတဲ့လက္ခဏာရက်တွေကဘလူမျိုးတွေလဲခစ်ပြူ ရာသီလာတာနောက်ကျတာမျိုးရာသီမလာတာမျိုးပြီးတော့တချို့အစားအသောက်တွေကိုစားချင်စိတ်ပြင်းပြတာမျိုးဒါမှမဟုတ်စားချင်စိတ်မရှိတော့တာမျိုးပင်ပန်းနှမ်းရတာမျိုးစိတ်ခံစားမှုတွေပြောင်းလဲနေတာမျိုးပြုတ်အန်တာလည်းရှိလို့မပြုတ်အန်တာလည်းရှိရဲ့ရှင်သားတွေပြော့ဤပြီးပိုကြီးလာတာမျိုးနှုတ်ဒီကောင်းတွေပိုကြီးပြီးပိုမဲလာတာမျိုးရှုခဏခဏပေါက်တာမျိုးတွေဟာ ဒါပဲလား ဝမ်းပိတ်တာမျိုးဝိတ်တက်ရင်တက်ဝိတ်မတက်ရင်ဝိတ်ကြတာမျိုးရင်ပူတာမျိုးခေါင်းကိုက်တာမျိုးငါတိလောက်ကတော့ဒါပဲရှိရင်လည်းရှိအောင်မှာပေါ့ ငါအတွက်ကတော့နင်ဒီလောက်ပြုတ်ပြနေတာနဲ့တည်းအများကြီးတိသွားပြီပြီးတော့ငါအနေနဲ့ကိုဝင်ဆောင်ရမှာကိုစိုးရင်လိုက်တာ စိုးရင်တင်တာပေါ့ဟာမိန်းကလေးတယောက်အနေနဲ့အပြည့်အဝမဖွင့်ပြသေးခင်မှာကိုဝင်ဆောင်တာကအရန်အန်တယ်များတယ်စေကျော်သက်ကာလမှာကလေးမွေးရင်မွေးရဲ့ကလေးကအသိမွေးလာဖို့ရာခိုင်နှုန်းပိုများလို့မွေးပြီးပထမပိုင်းရသက်တစ်ပတ်မှာလဲတည်သွားနိုင်ချေပိုများတယ်လို့ကြားဘူးတယ်ဟာ ဒါဆိုငါတို့လူစေကျော်တက်တွေကိုအတင်းကိုဝင်ဆောင်ခိုင်းရင်ရော ဒီမေကုန်းမျိုးကငါတို့လိုမိန်းကလေးတွေအတွက်တိတ်အရေးကြီးရဲ့မှတ်ထားပေးတော့ပြုံမင်းငါတို့မိန်းကလေးတွေကကိုဝင်ဆောင်မဆောင်ကိုဝင်ဆောင်ရင်လည်းဘယ်တော့မှဆောင်မယ်စရာတွေကိုဆုံးဖြတ်ပိုင်ခွင့်ရှိရဲ့ အော်ဒါဆိုမတန်ဆွမ်းတဲ့မင်းကလေးတွေရော မတန်ဆွမ်းတဲ့မိန်းကလေးတွေအပါအဝင်မိန်းကလေးတိုင်းကကိုယ်ခန္ဓာကိုယ်နဲ့ပတ်သက်ပြီးဆုံးဖြတ်ပိုင်ခွင့်ရှိရဲ့ အဲ့ဒါဆိုရင်မင်းကလေးတယောက်အိမ်ထောင်ကြပြီးသွားရင်သူ့ကိုလိန်ဆက်ဆံဖို့ဒါမှမဟုတ်ကလေးယူဖို့ဒါမှမဟုတ်အတင်းအကျပ်ဖိအားပေးတာတွေလောက်လာရင်အိမ်မင်းကလေးက no မလုပ်နိုင်ဘူးဆိုပြီးငင်းခွင့်ရှိတာပေါ့ ဒါဘောဟာတော်လိုက်တာဟဲ့ ဒါနဲ့လေခဏတုန်းကအတင်းအကျပ်ဖိအားပေးတာဆိုတဲ့စကားလုံးကိုငါပြောနေတဲ့အချိန်မှာမင်းကလေးတွေပေါ်အကြမ်းဖက်တွေဆိုတဲ့စကားလုံးမျိုးကိုဘာလဲဆိုတာငါသိချင်လာတယ်နင်တိလားဟင်ခစ်ပြူနင်တိရဆိုရင်ငါ့ကိုတိတဲ့လောက်လေးပြုတ်ပြပေးအောင်ငါရန်တိချင်လို့ဟာ ငါချဘူးလောက်တော့နင့်ကိုပြောပြလို့ရပါတယ်ဒါမဲ့နင်ပြန်ရတော့မယ်ထင်တယ်ဟိုမှာအိမ်ရှိမှာနင့်မင်းနင့်ကိုစောင့်နေပြီဟာ အော်အေးဟုတ်တာပဲငါပြန်ပြီနော်နောက်ပတ်ကြရင်ငါ့ကိုအကြမ်းဖက်တဲ့အကြောင်းပြုတ်ပြပေးအောင်အဖတ်ကျန်းတာတော့မဟုတ်ဘူးနော်အကြမ်းဖက်တာ
bye bye အမလေးဟဲ့ပြန်ခါနေတော့မျက်နှာလာပြောင်နေသေးရဲ့ bye bye ပြပြမီတို့ရေဒီတစ်ပတ်ခစ်ပြိုတို့ကနေကိုဝင်ဆောင်ချင်းကိုဘယ်လိုဆိုင်ခဲ့ရမလဲဆိုတာဆွေးနွေးသွားတဲ့ပြင်ခစ်ပြိုတို့ main ကလေးတိုင်းကကိုယ်ခန္ဓာကိုယ်နဲ့ပတ်သက်ပြီးဆုံးဖြတ်ပိုင်ခွင့်ရှိရဲဆိုတာကိုလည်းသိသလောက်လဲချင်းချင်းမျှဝေပြီးသွားပြီဆိုတော့နောက်တစ်ပတ်ကြားလို့ရှိရင် main ကလေးတွေပေါ့အကြမ်းဖက်မှုဆိုတဲ့အကြောင်းလေးကိုလည်းဆက်ပြီးဆွေးနွေးသွားချင်ပါတယ်နောက်တစ်ပတ်ကြားလို့ရှိရင်ပြန်တွေ့ရအောင်နော်ပြပြမေတို့ရေ bye bye ချစ်ပြူပြူမေ channel လေးကနေပြူပြူမေတို့အတွက်အသိပညာဗဟုသုတတွေအများကြီးရတယ်ဆိုရင် subscribe like and share လေးတွေလုပ်ပေးဖို့ပြူမေတို့တောင်းဆိုပါရစေ